ဘယ်လိုပြောလဲဟုတ်ပြီလို့ပြောတယ်လူငယ်တယောက်ဖြစ်လာပြီဆိုရင်လူငယ်ဘဝမှာအမှားများများလှုပ်ဖူးလေအမှန်များများသိလေပဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်နဲ့အတူကြည့်ရှုတော့မဲ့ဒီဖိုင်လေးကတော့စေးထဲမှာစေးရောင်းတဲ့တူနဲ့ဒီစေးဝေနေတဲ့တူရဲ့ဒီပြဿနာဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction ပြန်လုပ်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကတော့ဒီline ပေါ်ကနေပွေကြိုက်တဲ့တူတွေအတွက်ပွေကြည့်ချင်တဲ့တူတွေအတွက်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction ပြန်လုပ်ပြချင်းဖြစ်ပါတယ်ဆိုတော့ဒီ water ရောင်းတဲ့အမကြီးကဓာတ်ကင်ပြီးမှတော့ကြတာနဲ့တော့ခုတ်မိနေအောင်ပဲဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုလိုက်ကြရအောင်ဘယ်လိုပြောလဲဟုတ်ပြီလို့ပြောတယ်ကိုပြောဝတ်သားတော့ချိန်လိုက်မလို့ तू ကမျိုးမင်းပြောတော့ तू ကဝတ်သား2တောင်းယူတော့ငါချိန်လိုက်တယ်ချိန်လိုက်တော့ तू တစ်ခါချိန်လိုက်တော့ तू 2တောင်းဆိုတော့ပြန်ချလိုက်တယ်တော့မပြန်ချပဲဒီလိုကြည့်ပြန်ချလိုက်တယ်လုံးပြဒီကမနဲ့ငါလုံးပြငါချပါလိုက်လက်မပါနဲ့မကောင်းဘူးလက်မပါပစ္စည်းတွေမပါနဲ့ဒါပစ္စည်းတွေရောင်းနေပစ္စည်းတွေအားချပြီးတော့ပြန်ချိန်ချလိုက်တယ်ငါတခုမှမပြောဘူးပြန်ချိန်တယ်ပြန်ချိန်လာမချိန်ရတော့မချိန်ရတော့ငါရုပ်ချိန်ခိုင်းတယ်ငါရုပ်ချိန်ဘူးမချိန်ဘူးအဲ့ဒါကြည့်ဘယ်လောက်လဲမချိန်ဘူးလေဟုတ်တယ်မချိန်ဘူးဘယ်လောက်ကိုယူလို့မမဲတဲ့မိုင်းချိန်မဲပါဒါလည်းဘယ်လောက်ကိုရှိလဲတော့မိုင်းပြောလားမပြောလားချိန်ခိုင်းနေတယ်ဒါပဲချိန်ခိုင်းတာမတခါပဲချိန်ခိုင်းတာနောက်တစ်ခါကျတော့ဒါလည်းဘယ်လောက်ကိုရှိလဲချိန်မဲပါလို့မပြောအဲ့ဒါဘာလို့ဆဲရလဲမမျိုးနိုင်နဲ့ချိန်လုံးပါဘာလို့ချိန်ခိုင်းလဲဘာလို့ဆဲဦးတို့အမှစကားတွေဖြစ်ကြတာဘယ်လောက်ကိုယူမလဲတော့မပြောဘူးကွာအဲ့ဒါပဲဘာလို့ဆဲလဲအဲ့လိုဘယ်သူရင်ဆဲရလဲဘယ်လိုဘာလဲဆဲရတယ်ချိန်ပြီးတော့ပစ္စည်းမိုင်းအဲ့ကိုထဲလိုက်တော့ကောင်းကောင်းမိုင်းပြောတယ်မဟုတ်ဘူးလား你我那边我嘞，妈有刚刚没别人跑了，你刚刚别别，妈有别别别别，没看到嘞，你你要开没？你有还拆开了好难搞的，拆开了好难搞的，你有刚刚我，妈他妈你有拍来来的，那么晒的嘞，你这比啥子老拍了晒的嘞？有嘞，我老娘的有，你都看到这种，好嘞，没拍，再来再要一个，来了没我不看了，你晒了我了也搞嘛耶，你了，晒了我了也搞嘛，你个你个。ไม่กันนี่มาลาပြောမလဲဟုတ်ကဲ့ဒီဆက်လက်ပြီးကြည့်ရှုတော့မဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလူငယ်တယောက်ဖြစ်လာပြီဆိုရင်တော့အမှန်များများလှုပ်ဖူးလေအမှန်များများတီးလေဆိုတော့ဒီခုတလောထိတ်ထောက်မှာနာမည်ကြီးနေတဲ့ဒီဂျပန်နိုင်ငံမှာရှိနေတဲ့ဂျပန်နိုင်ငံမှာလှုပ်နေတဲ့ဘိုးကြီးရဲ့လူငယ်တွေကိုလမ်းညွှန်ပေးတာပေါ့ကွာဆိုတော့ဒီဖန်လေးကိုကြည့်ရှုလိုက်ကြရအောင်လူငယ်တယောက်ဖြစ်လာပြီဆိုရင်လူငယ်ဘဝမှာအမှားများများလှုပ်ဖူးလေအမှန်များများသိလေပဲအမှားများများမလှုပ်ဖူးတဲ့ကောင်တွေကအမှန်တွေမသိဘူးအသက်ရွယ်အပိုင်းခြားတစ်ခုရောက်သွားတဲ့အထိအမှန်တွေလည်းမသိဘူးအမှားတွေလည်းမရှိဘူးတကယ်တော့သူတို့ကိုသူတို့မှန်နေတယ်လို့ထင်တာတကယ်တော့အဲ့ဒါအမှန်ကြီးမဟုတ်ဘူးအမှန်တရားဆိုတာအမှားတွေများများလှုပ်တဲ့လူပေါ်မှာပဲရှိတာဥပမာမင်းတို့လူတယောက်ကအိမ်တော်မပြုတ်နဲ့မကောင်းအိမ်တော်ပြုတ်ရတာဘာဖြစ်တယ်ညာဖြစ်တယ်ပြောလိမ့်မယ်ဒါပေမဲ့အဲ့လိုပြောနေတဲ့လူဒီခလေး2ယောက်လောက်ရနေပြီအိမ်တော်တွေဒီအဲ့လိုပဲအရင်မတောက်နဲ့ရက်တောက်တာမကောင်းပြောတဲ့လူတွေကိုကြည့်လိုက်အရက်တစ်ခါမတောက်ဘူးအဲ့လိုပဲဟိုကမလုံနဲ့ဒါမလုံနဲ့သိရမလားဆေးကြောက်တွေမချနဲ့ဘာညာပြောတဲ့လူတွေကြည့်လိုက်ဘာမှမလုပ်ဘူးဘာမလုပ်ဘူးတဲ့လူတွေကတားကြတယ်သူတို့ဘာမလုပ်ခဲ့ဘူးတော့သူတို့မသိဘူးအဲ့တော့အရက်တောက်ဘူးတဲ့လူကပဲအရက်ရဲ့ကောင်းခြင်းဆိုးခြင်းကိုသိတာအဲ့လိုပဲဆေးလေးတောက်တဲ့လူတွေနော်တခြားဒီဆေးကြောက်ချတဲ့ကောင်တွေနော်ဖဲရိုက်တဲ့ကောင်တွေကောင်းခြင်းဆိုးခြင်းကိုဝေဖန်ပိုင်းခြားနိုင်တာအဲ့ဒါမလုပ်ဘူးတဲ့လူတွေကြတော့အသက်ကြီးတဲ့အချိန်ကျမှလှုပ်ဖူးသွားပြီးသူပြက်စီးတယ်အတငယ်တယောက်ရှိတယ်နော်ဆလော့ဂိမ်းဆော့တယ်ဟိုသူ့အသက်သူအခု35လောက်ဖြစ်နေဆလော့ဂိမ်းကြီးဆော့တာတဲ့300လောက်ကုန်နေတဲ့ဆော့သူဒီတခါမှဒါတွေဟိုတော့လှုပ်ဖူးရဆိုတော့မရှိဘူးဒါပေမဲ့ तू ကအရင်ဟိုပါပေါ့မိဘရဲ့အောက်မှာနေပြီးတော့အရင်လိမ့်မာတယ်ကိုရီးယားကြောင့်အဲ့ဒီမှာလွတ်ထွက်တာစလော့ဂိမ်းတွေလည်းတီးတာပဲလွန်ခဲ့တဲ့10နှစ်ကျော်လောက်တုန်းကရက်တွေလည်းတောက်တာပဲဖဲတွေရိုက်တာပဲအကုန်လှုပ်ဖူးတယ်ကိုဘွားမှာအကုန်လှုပ်ဖူးတော့အသက်30ကျော်လောက်ကြာတော့ဒါတွေကိုပြန်စဉ်းစားတဲ့အချိန်မှာဒါကြီးကတော့မကောင်းအခုချိန်မှာစလော့ဂိမ်းနဲ့လာဆွဲလဲကျွန်တော်တို့ကပျက်စီးစရာအကြောင်းမရှိဘူးဖဲရိုက်ပြီးတော့လာဆွဲလဲပျက်စီးစရာအကြောင်းမရှိဘူးကြိုက်တဲ့လောင်းကစားနဲ့လာဆွဲပျက်စီးစရာအကြောင်းမရှိဘူးဘာလို့လဲကျွန်တော်တို့ကလူငယ်ဘဝမှာပျက်စီးပြီးသွားပြီလူကြီးဘဝမှာပျက်စီးစရာအကြောင်းမရှိတော့ဒါတချို့ကြောင့်လည်းလူကြီးဘဝတွေပျက်စီးသွားတဲ့ကောင်တွေရှိတာပေါ့နော်ဒါကြတော့လည်းကိုပြန်မသုံးတတ်တာပေါ့အဲ့ဒါတွေကလည်းစာဖတ်တာနဲ့အရင်ဆိုင်တယ်စာတွေဖတ်မှအမြင်ကျတာ
အဲ့တော့စာဖတ်ပါလို့ပဲထပ်ပြောခြင်းတယ်ပေါ့နော်အဲ့တော့လူငယ်ဘဝမှာပျက်စီးဒါပေမဲ့မိဘတော့မထိခိုက်စေနဲ့ကိုရတဲ့လစာနဲ့ပဲကိုယ့်ကိုပျက်စီးဆိုတော့ငါတို့ဘယ်လိုပျက်စီးလဲပြပြမယ်အိုးလွန်ခဲ့တဲ့2014တော့ဆိုနော်ဒီ online game တွေပါဆိုမရှိဘူးဒါပေမဲ့လစာပြုတ်တဲ့အထိတီးတာအဲ့လိုပေါ့6လလောက်တော့တီးတာလစာဒီပြုတ်ဆော့တာပဲဆွဲသွားပြီလေလူငယ်ကိုအဲ့တော့20ကျော်လောက်လေးပဲရှိသေးရဆိုအရန်ဒီစိတ်ကဟိုဖြစ်တယ်ပြန်ထင်းရတာပေါ့ငါတိုင်းမလုပ်တင်တော့မကောင်းမနေ့ပြန်ဖြတ်ရတယ်အဲ့တော့အဲ့တွေကနေအဲ့လိုတွေဖြစ်ဖူးတဲ့အတွက်အခုဒီချိန်မှာဆလော့ဂိမ်းတွေပေါ်လာတယ်ကြိုက်တဲ့လောက်လာဆွဲဘာမှဖြစ်ဘူးအေးဆေးပဲအဖဲတွေလည်းရိုက်တာပဲအဲ့တော့ရက်လာညလေးတောက်တာငွေချင်းနေနဲ့အဲ့တော့မကောင်းတာတွေကြီးမကိုမလောက်လာဘယ်လိုပြောလူငယ်ဘဝမှာပျော်ပပါပဲပတ်စံနေပါလေမစုဘူးဒါပေမဲ့အိမ်ပတ်စံမပေးဘူးလားဆိုအိမ်ကလာတိုင်းပေးတယ်ဘဝမှာဟိုအသက်18ရက်နေအခုတက်ရွယ်ဒီအိမ်ပတ်စံမပေးရလားဆိုတော့တော်တော်ရှားတယ်ဘာလို့လဲဆိုတော့မိဘပတ်စံမပေးမနေနိုင်ဘူးပျက်စီးတယ်ဆိုတာကိုယ့်ပတ်စံနဲ့ကိုပျက်စီးတာမိဘပတ်စံနဲ့ပျက်စီးတာမဟုတ်ဘူးအဲ့တော့အဲ့လိုတွေပျက်စီးလာတော့အများမြင်မှာတော့ဒီကောင်လေးဟာတမောင်ကျော်လေးကပျက်စီးနေတာပေါ့ကျွန်တော်အမေတွေကလည်းပျက်စီးနေတယ်လို့ပဲထင်တာလေရက်တော့သူတို့မကောင်းမှထင်တာပျက်စီးနေရပေါ့ဟုတ်တယ်ကောင်းလည်းမကောင်းပါဘူးဒါပေမဲ့ကိုကပြန်ပြီးကိုထိန်းနိုင်တယ်ဆိုတာသိတယ်ဆိုတော့အခုချိန်မှာကြတော့ဘလို့အရာလောင်းကစားနဲ့ပဲဆွဲဆွဲဘာနဲ့ပဲဆွဲဆွဲကိုဘွားအေးဆေးပဲဒါတွေကငါဖြတ်တန်းပြီးသွားပြီပြုံးပဲကြည့်နေလိုက်တော့သိလားအဲ့တော့လူငယ်ဘဝမှာအဲ့လိုလေးတွေနေပါအရင်လူငယ်ဘဝမှာလူကြီးလူကြီးတီတက်နိုင်တဲ့နေတဲ့ချိန်ကျရင်မကောင်းတာတွေကိုမသိရင်မင်းတို့တွေကောင်းမကောင်းတာနဲ့ကောင်းတာမခွဲခြားတတ်တော့လူလိန်နေခံရတယ်ဟိုတချို့တွေလူလိန်ခံရတယ်ဟို line ပေါ်နေဘလို့လိန်ခံရတယ်ညာလို့လိန်ခံရတယ်ကြည့်လိုက်အဲ့လိုပေါ့လူရည်မလဲလို့ဟိုကဖဲသမားနဲ့ပေါင်းရင်ကွာဖဲသူတို့စကားတွေပြောမယ်ကိုဖဲမရရင်တော့လိုက်ထိုင်အောင်အမှသိရမလားကိုအဲ့နေပြီးတော့လူတွေတဲ့ပေါင်းသင်းဆက်ဆံရေးပို့ရမယ်ရက်သမားနဲ့ပေါင်းမယ်ရက်ဆိုင်သွားမယ်ဒီလိုပေါ့အဓိက communication အရင်ကောင်းအောင်မှလူတယောက်ဖြစ်လာရင်လူမှုဆက်ဆံရေးကိုလည်းပြင်နိုင်ရမယ်အဲ့တော့လူငယ်ဘဝမှာပဲဒါတွေကလုပ်လို့ရတာငါတို့အခုအသက်30ကျော်မှသွားပြီးတော့သိရမလားအဲ့လိုတက်လုပ်လို့မရအောင်လက်သွားရင်ဒီချိန်မှာအဲ့လိုသွားလို့လက်သွားရင်ဘဝဘလုံးပြန်ဖက်ဆယ်လို့မရတော့အဲ့တော့လူငယ်ဘဝမှာများများလေးပျက်စီးပြီးပါပြီးရင်တော့ပြန်ပြင်ကွာမပြင်တော့မင်းဘဝလက်သွားမှာမင်းတို့လူတိုင်းတော့ကြည့်ရမှာမဟုတ်ဘူးအဲ့ချိန်မှာပျက်စီးနေရပေါ့ရှုမိဘတွေဆိုသူတို့သားသမီးတွေတော့မင်းတို့ပေးပေါမှာမဟုတ်ဘူးငါဆိုလဲကိုယ့်ရဲ့ဟိုဟာတော့မှကိုယ့်အိမ်ကြီးချင်းကတငယ်ချင်းတွေတော့မှသူတို့မိဘတွေကကိုယ့်ပေးမပေါင်းချင်ဘူးဘာလို့လဲကိုယ်ပျက်စီးနေတယ်လို့သူတို့ထင်တာဟုတ်ကိုယ်လည်းအဲ့လိုပဲနေတာလေအခုချိန်ကျတော့ကိုယ်အေးဆေးပဲအကုန်လုံးထက်လက်မထောင်နိုင်ပြီပျက်စီးပြီမဲ့အမြဲတမ်းကြိုးစားနေတဲ့လူတယောက်မိဘအမြဲတမ်းသိတဲ့နေတဲ့လူတယောက်ဘယ်တော့မှမိဘကိုစိတ်ညစ်အောင်မလုပ်ကိုပဲပျက်စီးတာကိုပဲထိခိုက်အောင်လုပ်တာမိဘလာစေပတ်စံပေးတယ်အမြဲတမ်းဒီမိဘအတွက်ပဲတခုခုဆိုမိဘအတွက်ပဲတွေးတဲ့ကောင်အဲ့ဒါကြောင့်လည်းဒုက္ခတော့သိတော့မရဘူးပျက်စီးတယ်ဆိုတာလူငယ်သဘောတဘာဝယောက်ျားတယောက်လှုပ်တဲ့အရာကိုလှုပ်တာအဲ့ပျက်စီးတာတော့မဟုတ်ဘူးပေါ့နော်အတွေ့အကြုံလို့ခေါ်တာပေါ့အများမြင်မှာတော့ပျက်စီးတာပေါ့အဲ့တော့လူငယ်တယောက်ဖြစ်လာရင်အဲ့လိုလေးပျက်စီးပေးပါပြီးမှအထက်ကနေအမှန်တရားတွေကိုသိလာမယ်အရင်သိရမလားသူများတွေဟိုနောက်ကိုသိမ့်မလိုက်နဲ့ကိုယ့်ကိုဖောက်ထွက်မှမင်းတို့ကတိုးတက်မှာကိုယ့်ကိုမဖောက်ထွက်မတိုးတက်ဘူးဘယ်သူမှမတိုးတက်ဘူးသူများစကားနောက်မှလည်းလမ်းမဆုံးစေနဲ့သူများကြီးကြီးပြောလိမ့်မယ်လူငယ်တယောက်တိုးတက်ဖို့ဘာဖြစ်တယ်ညာဖြစ်တယ်မလို့မင်းတိုးတက်ဖို့မင်းလောက်အောင်မှာသူများ6ပြောလိုက်လဲနားမရအောင်နဲ့အဲ့လောက်ကြီးဒီကစာဖတ်အဲ့ဒါပဲပြောကျင်တယ်လူငယ်တွေကို ဟုတ်ကဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဆိုတော့ဒီဗီဒီယိုဖိုင်လေးကတော့ဒီဈေးထဲမှာဈေးရောက်တဲ့တူနဲ့ဈေးဝယ်တဲ့တူရဲ့ပြဿနာဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးနဲ့နောက်တစ်ခုကတော့ဒီဂျပန်နယ်မှာရောက်နေတဲ့ဂျပန်နယ်မှာလှုပ်နေတဲ့ကိုကြီးကနဲ့ဒီလူငယ်တွေကိုလမ်းပြနေတဲ့လူငယ်တွေကိုလက်ညွန်ပေးနေတဲ့လူငယ်တွေကိုတရားဟောပေးနေတဲ့ဆိုရင်လည်းမမှားပါဘူးဆိုတော့ဒီကိုကြီးပြောထားတာကတော့ဘယ်လိုပြောရမလဲဒီဝေဖန်တာတော့မဟုတ်ပါဘူးနည်းနည်းဟိုထောက်ပြခြင်းလို့ဘာလို့လဲဆိုတော့ဒီအကိုကြီးပြောထားတာတော့ချို့လူတွေနားမလည်တဲ့သူတွေတော့သူတို့ယူမှားဆရာတွေရှိရယ်ဘာလို့လဲဆိုတော့တကယ်နားလည်တဲ့သူတွေတော့ဘာမှတော့မဖြစ်ဘူးသူကိုပြောတဲ့စကလုံးတွေမှာလည်းဒီမှန်တဲ့စကလုံးတွေရှိလို့နည်းနည်းဟိုလွေတဲ့စကလုံးတွေလည်းရှိတော့ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုနောက်ထောင်ကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်